ဒီအမျိုးသမီးရဲ့အရှိမတယောက်ယောက်ကလိန်ညာပြောဆိုလိုက်တိုင်းသူမရဲ့နားတွေဟာတုန်ခါလာလေးရှိပါတယ်ဒါပေမဲ့ဒီထူးဆန်းတဲ့အစွမ်းကြောင့်ပဲသူမဟာလူမိုက်ကိုင်းစတာတယောက်ရဲ့အနေရရှိတဲ့စေခိုင်းမှုကိုခံရပါတော့တယ်ဂိုင်းစတာကြီးကသူမကိုတစ္ဆာဖောက်ရှာခိုင်းလိုက်လို့သူမဟာကြိုးတုတ်ခံထားရတဲ့ဂိုင်းသား၃ယောက်ကိုစစ်ဆေးရတာပေါ့သူမကပထမဆုံးလူကိုသတင်းတွေပေါက်ကြားအောင်လုပ်ခဲ့လာလို့မေးတဲ့အခါသူကလုံးဝညှင်းဆိုပါတယ်ဒုတိယလူကိုဆက်မေးတဲ့အခါမှာလဲသူကအလားတူပဲထပ်မံညှင်းဆိုခဲ့တာပေါ့တတိယလူကတော့မေးခွန်းတောင်မမေးရသေးခင်မှာပဲသူမလုပ်ကြောင်းအသေးအတန်ညှင်းပါတော့တယ်ဒါပေမဲ့သူတို့၃ယောက်လုံးရဲ့အဖြေမှာသူမရဲ့နားတွေဟာဘာတုံခါမှုမှမရှိခဲ့ပါဘူးဒါကြောင့်သူမကဂိုင်းစတာကြီးကိုဒီ၃ယောက်လုံးတစ္ဆာဖောက်မဟုတ်ကြောင်းသတင်းပို့လိုက်ပါတယ်အဲ့ဒီအချိန်မှာအနောက်မှာမတ်တက်ရက်နေတဲ့လူတစ်ယောက်ကသူမရဲ့အစွမ်းကိုမယုံကြည်ပဲလောင်ပြောင်လိုက်တာပေါ့သူမကအဲ့ဒီလူကိုတစ္ဆာဖောက်စစ်လို့တန်တရားဝင်သွားပြီးမေးခွန်းတွေပြန်မေးပါတော့တယ်အစပိုင်းမှာအဲ့ဒီလူကမဖြေပဲညှင်းဆန်နေပေမဲ့ဂိုင်းစတာကြီးကိုယ်တိုင်ဖိအားပေးလိုက်တဲ့အခါမှာတော့သူမလုပ်ပါဘူးလို့အော်ဟစ်ညှင်းဆိုလိုက်ပါတော့တယ်အဲ့ဒီစကားလုံးတွေကြားလိုက်ရတဲ့အချိန်မှာတော့သူမရဲ့နားတွေဟာပြင်းထန်စွာတုန်ခါလာခဲ့ပါတယ်ဒါဟာသူလိန်ညာနေမှန်းတေချာသွားလို့သူမကဂိုင်းစတာကြီးကိုဒီလူဟာတစ္ဆာဖောက်အစ်စ်ဖြစ်ကြောင်းချက်ချင်းပြောလိုက်တာပေါ့အမှန်တရားကိုသိသွားတဲ့ဂိုင်းစတာကြီးဟာဒေါသချောင်းချောင်းထွက်ပြီးတစ္ဆာဖောက်ရဲ့ဂျိုင်းထောက်ကိုကန်ထုတ်ပစ်လိုက်ပါတော့တယ်